မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Disco 240 Lighting Controller နဲ့ Moving Head Pin ကိုတစ်ဖက်အသုံးပြုနေပြပြပြီးဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုမှာ Disco 240 Lighting Controller နဲ့ Moving Head Pin တွေကို program သွင်းပြီးပြောပြပေးမှာဖြစ်ပါတယ်။ Okay အခုကျွန်တော်တို့ program သွင်းကြရအောင်ကျွန်တော်တို့က Chase 1နဲ့မှာ program သွင်းမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Chase 1ကိုယူလိုက်ပါမယ်ပြီးတော့ဒီ001ပေးထားတဲ့အတွက်ကြောင့်မို့ P1 နေပါမယ်ဒီကိုပေါ်ပတ်ထားမယ် light on မယ်ကာလာ0ဝါရောင်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ plus ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘက်ပြန်သွားမယ်မီလုံးအောင်လည်းထချလိုက်ပါမယ်ကာလာပြောင်းမယ်ခင်ရောက်ထားလိုက်ပါမယ်ပြီးရင် plus ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ program ပြန်ထွက်လိုက်ပါမယ်ကျွန်တော်တို့ Chase 1နဲ့မှတွင်လာတဲ့အတွက်ကြောင့်မို့ဒီကောင်ကပိတ်ထားရင် program run ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Chase 1ကိုနှိပ်လိုက်ပါဒါကိုကျွန်တော်တို့ speed and crow နဲ့ချိန်ပြီးတော့သုံးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Chase 1နဲ့မှာတွင်လာတဲ့ program ဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် Chase 2ထဲမှာနောက်ထပ်တစ်မျိုးထပ်သွင်းကြည့်အောင် active ကိုနှိပ်မယ် Chase 2ကိုရွေးမယ်ပြီးရင်001ဖြစ်တဲ့အတွက် P1 ကိုရွေးမယ်ဒီတင်မယ်ဒီခါတော့ကျွန်တော်ပန်းဆောင်းမှာဖြစ်ပါတယ် light on မယ်ကာလာထည့်မယ်ကျွန်တော်အနီရောင်လေးထည့်လိုက်မယ်ပြီးရင် plus နိုင်မယ်ပြီးရင်ကျွန်တော်ပြန်သွားမယ်ကာလာပြောင်းမယ် plus နဲ့ကုန်ပြီးရတဲ့ကြောင့် program ထွက်လိုက်မယ်ကျွန်တော်တို့ chase number 2မှာတွင်ထားတဲ့အတွက်ကြောင့် chase number 2ကိုယူလိုက်ပါဒါကတော့ chase number 2ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပထမတွင်ထားတဲ့ chase number 1
နောက်ထပ်ကျွန်တော် chase number 3မှာနောက်တစ်မျိုးထပ်သွင်းကြည့်ပါမယ် chase number 3ကိုရွေးမယ်ပြီးအောင်နေonပြီးဆိုရင်တော့ကျွန်တော် program ထွက်မယ် chase number 3 speed နဲ့တင်ရမယ် chase number 2 chase number 1 ဒါကတော့ကျွန်တော်တို့ Disco 240 Lighting Controller နဲ့ Moving Head Pin တွေကိုအခြေခံကြ program သွင်းနည်းပဲဖြစ်ပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့နားမလည်တာရှိမှဆိုရင် comment မှာမေးခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါ